đúng nó cái ra gì vậy nhọ nào đi tham gia đi độ xa lại bỏ mày ok bé cái gì tên vi ta bà đi mà mẹ thế giờ câu tên bộ nó câu tên câu mà quá câu tên câu mẹ bé đi đi là đi mà bà cho nó bự khó mẹ bé bự khó bé lên mà khó mà là cái mà đó ồ mà cái biểu đi là chạy đi đi xóa lại rồi cái chuyện nó leo chỉ đó mà mày đã chỉ câu tên đi câu phần cha gì mà ê tao quá nào được nhiều con nó cái gì cho nó tao là bí bà đấy hô xia cá bà à bí mà gì tao đi bà đấy gì bút khá bia bà tao gì lấy bà thế nào rồi ok đi mà lấy khu cái đấy đi bà mà thèm cái đó ngon rồi nó lấy tiền thì bé lên mà gì thế là thế này gì mà thế là lú đấy bà là lú đấy bà là lú cho chắc là cho ta lên nắm liều chị phải chảo con nó cái giá cái này à cao cái đấy bé bà câu tên câu là bé bà ai bé này ngủ cho bà mấy đã khen cái số đã rồi cho nó này lấy suy rồi cô đấy anh bà là đấy usa về đi à chơi đấy số đó chơi đấy số mà đi à bà là đấy chết tôm phu nó đó chết tôm phu thì mà thằng mình chơi bảo đi cái nào ấy gì cái mà đi coi rồi cho nó lấy à bà gì cái lấy à bà ok mà đá cái này rồi chết tôm phu khoa đi bà ấyပြင်ဆင်လိုက်ပါဦးမယ်ဆက်တွေ့မယ်ဗျာကဲကြော်နေပါပြီခင်ဗျာမိုးကလည်းအုပ်အုပ်ကလေးတိုက်တဲ့နေလေးရတယ်အေးပါတယ်ဖုံးကြလည်းမရှိဘူး 没有空မခဏနေရထားလိုက်အောင် 那啥他这个 ဟုတ်မလား 没有ကျွန်တော်တို့အဲ့အရွက်တွေတို့စံတွေတို့စေးတဲ့ရည်တွေတော့ကျွန်တော်တနိုင်တော့ပြန်ပြီးစုထားတာပေါ့နော်ကျွန်တော်တို့မေးပြီးတော့တစ်ခါတွန်လိုက်ပါတယ်ဒါကတော့လေးလေးဆိုအရွက်တွေစေးထားတဲ့ရည်ပါဘာကြောင့်လဲဆိုတော့ဒီရည်ကကျွန်တော်တို့ဥမာစားပြီးွားရင်တော့ကျွန်တော်စားပြီးတဲ့ပကံတွေကိုအကျန်းပေါ့နော်အကျန်းစေးထားတာပါအဲ့သဘောပါအဲ့အတွက်ကိုကျွန်တော်တို့ကပြန်သိမ်းထားလိုက်တဲ့သဘောပါပဲအကျန်းပြန်ပြီးတော့စေးမှာပါပြီးတော့မှရောက်တဲ့နေရာမှာမှအဆင်ပြေတဲ့နေရာကျမှပါကျွန်တော်တို့ပေချပြောင်းပြန်စေးပါတယ်ဟိုမှာစံစည်းဆိုလဲကျွန်တော်တို့ဥစားပေါ့နော်စီတွေဘာတွေအတွက်ကိုလည်းစီးရတာအဆင်ပြေပါတယ်ဒါ information လေး share ပေးတာပါဒီထက်ကောင်းတဲ့နီးလန်းလေးတွေရှိရင်လည်းပြောပေးပါဦးဗျာကြက်သားမုတ်ထည့်နေပါပြီဘာချုံမုတ်ကြက်သားမုတ်ရာခင်းလေးကကောက်ထားတဲ့ပဲလေးတွေနဲ့ကြက်သွန်ဘူးလေးနဲ့
ဆွဲနေပါပြီโอเคရွက်ကြော်ကပဲသီးကနည်းနည်းရင်းတော့ကျွန်တော်ရေလေးနည်းနည်းထည့်ပြီးနည်းနည်းကြောင်တော့တရရပါတယ်ရပါပြီလေးလေးထည့်လို့ရပါပြီကျွန်တော်မထည့်လေရလေမထည့်လေရဟုတ်တယ်ရိုက်ကစားလို့ရပါပြီဒါကျွန်တော်ပဇွန်ကြောက်ကြော်လက်ကျန်ဖြတ်ပါပြီโอเคပြီးရင်ငပိတောင်းပါအောင်မယ် ဒီတော့မရဘူး ဒီပေါ်မှာပါ ပေါ်မှာ โอเคစားကြပါအောင်ဗျာကျွန်တော်တို့ဗိုက်စာနေပါပြီအချိန်ကတော့တနာရီ16ပါစားပါပြီဗျာခုနကကျွန်တော်တို့ရေအကျန်းလေးနဲ့ဒီဥစ္စာလေးကိုရင်ဆုံးရေလေးနဲ့အကျန်းဆေးပါတယ်ဆေးပြီးတော့တ िश ူးတွေနဲ့ပုတ်လိုက်ပါတယ်ပို့ပြီးတော့ဒါအကျန်းဆေးပြီးတော့တော့ပါညကြအောင်တော့တဲတဲ့နေရာမှာချောပြက်ဆေးရမှာပါဆေးမှတ်ပြက်ချက်ရမှာပါโอเคကျွန်တော်ထည့်လိုက်ပါမယ်ဒီအိတ်ကတော့ကျွန်တော်တို့ဖြည့်ချင်းပေါ့ဂတ်ဆိုးနှစ်ဘူးပါတယ်ဖြည့်ခဲ့တယ်မိဖို့ထည့်မယ်ခွက်ဒီပါမယ်တီရှူးထည့်မယ်ဓာတ်ထည့်မယ်ဒီလိုမျိုးသုံးတာပါလေကျွန်တော်တို့လေးလေးကတော့ကလေးတွေကိုအစာကျွေးနေတာပေါ့နော်โอเคရာသီဥတုကတော့မြင်တဲ့အတိုင်းပါပဲပြမ်းမိုက်တယ်ဗျာအေးနေတာပဲဗျာမီအောင်မမြင်ရပါဘူး ဒီမိုင်းကျိုးတော့ပါလေဒီအောင်ခုချိန်တွေ့ရတယ် ကဲဆက်သွားတော့မယ်ဗျာဒီရွာထိပ်ပါစကိုင်းအင်းရွာပါโอเคသွားမယ်နော်သွားမယ်ဆက်ပြီးတော့ထင်းရှူးပင်တွေဘေးနားမှာအဲ့လိုမျိုးတန်းစီစိုက်ထားတော့နောက်၄-၅နှစ်ဆိုရင်တော့တော်လှနေမှာဒီလိုင်းကြီးကအဲ့ချိန်ကျတော့လည်းတစ်ခေါက်ပြန်လာကြတာပေါ့အဲ့ဒီဗျာဆက်သွားပဲဂျိုင်းနေဆင်းလေးပါဟာဗျာအလုံးဝစီမံချက်နဲ့စိုက်ပျိုးထားတာပါပြီးတော့ဒီဥစ္စာတွေကို view စိုက်ဖို့လဲရစ်တာရက်ခံထားပါတယ်โอเคညမ်းမိုက်ပါတယ်ပကြီးကားတစ်ချက်ကိုကြည့်ရသလိုပါပဲဗျာအမရှိုးပါလို့ရှိပါဟဲ့ဆက်သွားမယ် လေရုံးနေရပါတိုင်းရရတိုးပါတိုး ဆက်သွားမယ်ဗျာအချိန်ကတော့2 နာရီ 43 44ရှိပါပြီစီးလာတာတော့အဲ့လိုမျိုးထော်လာကြီးတစ်တုံးတွေတင်လာတယ်ခြီထားတာတော့မဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးဆိုတော့ကျွန်တော်လည်းပြုတ်ကြလာရင်ကျွန်တော်တို့အန်ဒီရများလို့ခွာလိုက်ပါတယ် sharing ပါ
လမ်းချင်းချင်းလေးကနေလမ်းကျယ်ကြီးကိုရောက်ခဲ့ပါပြီโอเคဆက်သွားမယ်ဗျာရေပုတ်ကြေးရွာပါကဲခဏနားပြီးဆက်ထွက်လာပါပြီဒီလေဒါဘာပင်နေလဲဂျုံလားဂျုံပေးပါမယ်နံများစားလို့ရတဲ့ဂျုံပါပလာတာအတွက်လည်းဂျုံပါပဲခင်ဗျာပီချာကိုရဲ့ဂျုံပါပဲစမူစာလည်းဂျုံပါပဲခင်ဗျာဂျုံပေးနေပါဆက်သွားပါမယ်ဒါလေးလေးကြော်သွားလို့ရတယ်လေလေးကြော်ဆိုင်ငယ်ပြီးကြော်ကြော်တိုက်ထားတယ်ကားပါမယ်ကားလာအောင်မယ်ရှေ့ရောက်ဝေကျော်ရှိရယ်ကားလာမယ်ဝေကျော်ရှိရယ်ကြိုက်ရှိမယ်ကြောက်ထက်ကြေးရွာပါဆိုင်းဘုတ်တွေလည်းရောက်ခံဒီမှာတွေ့တယ်ဗျာနေတော့ပါပဲ elevation ကတော့138ပါမီတာမှာရောက်နေပါပြီတက်လိုက်ဆင်းလိုက်နေပဲဗျာကဲဆက်တော့မယ်ဘုံဆိုင်လေးမှာခဏနားပါမယ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်တကယ်လာကျွေးတယ်ဒီကလာပါကိုတော်လိုက်တာဟေးမင်္ဂလာပါဗျ
ဟာကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်တကယ်လာကျွေးတယ်မင်္ဂလာပါကိုကြီးတာငကကြီးနဲ့ဆိုတော့ယောက်ျားလေးကမင်းကြီးလားမသိတော့ညီကိုလားဟမ် ဟုတ်တယ်ဘာလို့ပြလိုက်ရဟမ် ကြည်မလဲနဲ့တက်ပေါ်ရိုက်ဖြစ်နေမှာကြည်မလဲဦးလေး တက်လာပြတက်လာပြဟာ ရုံးလို့ ဟာအများကြီးလိမ့်ပါလားဘယ်လိုဖတ်ပြရ နေဘက်ကြတော့ တဲ့ ကိုရကျန်ပွားရခေးတို့ အင်းတက်စ တို့တွေကဒီတော်သူဘွားဖြစ်တော့ဟုတ်လားမ စပါ ဘွားတိုင်းရင်လားပဲငါပြီဟုတ်လားတော့လေးလေးတစ်ခါပြောတယ်ငါခန္ဓာကိုယ်ဖောက်ကြည့်ကွာလေးပါတယ်ဗမာလေးပါတယ်ရှမ်းသွေးပါတယ်အင်းလေးပါတယ်လို့ပြောတယ်တော့မ ဒီအောင်သူဘွားတိုင်းရင်ဒါညီကိုမောင်မလို့ ဒါပြင်တော့ရှင်းလားပိတ်ထားအောင် ဘယ်တော့ရှင်းရ ဒီမှာဟိုလေးလေးမုတ်ပေးလိုက်အောင်လေ တော်ပြီ ဟာမစားနိုင်ဘူးအစားကျင်တာတခုယူ အားကျင်လားကို ရော့ကျွန်တော်တို့မုတ်ဆိုင်လေးကနေဆက်ထွက်လာပါပြီမပင်းတရားမျိုးဘက်ကိုသွားပါမယ်ပင်းတရားဘက်ကိုသွားပါမယ်တဲ့သွားရင်ဘောဆိုင်မှာဒီညကတော့ပင်းတရမှာပဲနားပါမယ်ဘယ်လိုမျိုးတဲရအောင်မလဲဆိုတော့စက်ကြည့်ပေးပါဦးโอเคညသာလည်းချက်ကောက်အောင်ပါဘောနော်စံလဲဝယ်ရမယ်ရွက်တစ်ခုခုဝယ်မယ်ရှိတာလေးနဲ့ပေါင်းဆက်ပြီးစားပါမယ်โอเคတဲကုန်ကြီးပါโอเคကောင်းနေတဲ့စင်းနေပါပြီအဲ့လိုရပါဦးโอเคအကွေပါကျောင်းပေါ်မှာဇေဒီလေးတည်ထားပါတယ်ဒီမှာပါဇေဒီ3စုရှိပါတယ်โอเคဆက်သွားမယ်ဗျာမြင်နေရပြီပင်းတရမြို့ကြီးကိုမြင်နေရပါပြီဗျာအိုးမမရဲ့ဇီရီလေးတွေရှိပါတယ်တော့တာရပါတယ်လည်းနဲ့ရှင်းပါတယ်ဒီကဒီဘက်မှာလည်းဇီရီလေးတွေရှိပါတယ်โอเคဘာပန်းနေတော့မသိဘူးလာရဗျာချယ်ရီမြိုင်ပါဗျာဆက်စင်းနေတော့ပါပဲအားရပါလေဆက်စင်းပါဦးမယ်လော်စီအိုက်ပါစင်းကျန်းနဲ့ရှော့ရရပြကြီးပါရုပ်တရက်ကြီးတက်သွားပါတယ် ဒီကမျိုးလေဒီပြားကျူရပါဗျာ ရုပ်တရက်ကြီးတက်သွားပါတယ်โอเคဆက်သွားမယ်ပင်တရဟိုဘက်ကကုန်းလုံးโอเคဆက်သွားမယ်ဗျာပင်းကြီးဗျာအမိုက်ရဗျာပင်းကြီးတွေ့ရပါမယ်
9 ပင်လောက်ရှိပါတယ်โอเคဟိုမှာကန်ကြီးတစ်ခုလည်းတွေ့ပါတယ်ဓနုကိုပိုင်အုပ်ချုပ်ခွင့်ရဒေသပင်တရမြို့โอเคပါပင်တရမြို့ရောက်ပါပြီSherry ဒါနေမိုက်တယ်ဗျာချီကွင်းနေလာတယ်အိုးနောက်မတောင်းကြီးရိတ်ပဲတွေ့ရပါတယ်နေပူတယ်တိုက်တဲ့လေကအေးနေတာပဲအေးလာပါတယ်ဗျာနေရင်စရာကြီးပါပြောကချန်ဒါလေးဘယ်ဘက်ချန်ဘာချန်တော့ဒီချန်လေဟမ်ဟာပြပင်လားပင်တရမြို့ရဲတို့ဝင်လာပါပြီကဲဘလို့တွေတဲမှာလဲလို့တော်တော်ဆင်းသွားပြီဗျအစင်ကြမ်းကြီးပဲမသိအဲ့လိုပြစ်စင်သွားဒီရောက်တော့မင်္ဂလာပါတို့တော့အောင်မဲမြို့တွင်ဟဲဟိုးကြွေပါကျွန်တော်ဟဲဟိုးဘက်ကနေထွက်လာပါပြီနော်ကျွန်တော်အလုံးနဲ့ပြန်ရောက်ပါပြီနော်โอเคကျွန်တော်မြို့တွင်ရောက်သွားပါမယ်အဲ့ဒါဆိုဒီပင်းတရလူစလို့မတော့ရတော့ဘူးပေါ့နော်လကောင်းတော့ပါโอเคကျွန်တော်တို့โอเคပါပုံးတလို့ရေခဲကိုရောက်ပါပြီကဲဓာတ်ပုံလေးရိုက်နေကြပါပြီတိန်နေကြားတဲ့ကနေအောင်ကြီးဖြာထွက်နေတာတော့အရမ်းမိုက်ပါတယ်ရေကန်ကြီးနဲ့
ရေကန်ကိုတစ်ပတ်ပတ်နေတာပေါ့နော်ကျွန်တော်တို့လောစဉ်းစားတာတော့နည်းနည်းလေးဘာချက်ဖြစ်မဲ့ဂတ်ဆောက်လေးတစ်ခုရှာမလားလို့ပေါ့နော်အဲ့တော့ကျွန်တော်တို့တစ်ပတ်ပတ်ပြီးရှာကြည့်နေပါပြီโอเคဘယ်နေရာမှာဘယ်လိုရမလဲဆိုတော့ဆက်လက်ကြည့်ရှုပေးပါဦးအခုမဲ့ကျွန်တော်တို့တက်တန့်ရောင်တဲကိုကန်မှာနားရပါပြီတယောက်ကို1000ကျပါတယ်စပိန်ထားဖို့လည်းအဆင်ပြေပါတယ်ဒီလိုမျိုးရှိပါတယ်တက်တန့်ရောင်တဲကိုကန်မှာတယောက်1000ပဲကျပါတယ်အဆင်ပြေပါတယ်ရှင်းပါလေဒီလိုဆိုင်လေးရှိပါတယ်ကွက်တီပါပဲအဲ့တော့အေဂျင့်ပဲလိုပါတော့တယ်ဟုတ်ကဲ့ပါဗျာစီရတယ်ဒီနားမှာညီညွတ်ရေးလေးပြောပါတယ် Cháu bây giờ ngủ rồi bà, cháu bây giờ đã gì đấy. Cháu bây giờ này, cháu bây giờ này. Cháu bây giờ biết mà này. Này biết nó là cháu bây giờ chưa thấy này nó phải là cho nó nhiều gì cả. Bây giờ nó thảo cái này nó hay thảo. Nó hay cái này nó này. Nó bảo này nó bảo. Cái này bắt là bây giờ á. Không phải rồi. 이거 이만이니까 이거.ဟိုဟင်းကြိုလေးထည့်ဖို့ ဒါရင်တွေပဲထည့်လိုက် ဟုတ်ကဲ့ ခေါက်ဆွဲရဲ့ရင်နွေးထက်မုံကြီးရဲ့ပဲထည့်လိုက် ဟုတ်ကဲ့ ခေါက်ဆွဲမုံကြီးထည့်ပကတ်ထဲဆယ်ပင်ဒီနီလေးထည့်လိုက် ဟုတ်ကဲ့ဟုတ်ကဲ့ ဒီလိုမျိုးလေးကိုမန်းလေးထည့်ယူပြလို့ချော်လေးလောက်ပြလိုက် ဟုတ် တနေ့တော့လည်း ဟုတ်ကဲ့ မန်းလေးထည့်ယူဒါပြချက် ကျွန်တော်တို့အားလုံး ဟုတ်ဒီပွဲရှိ ဒါကကျွန်တော်တို့တဲခိုကန်ရဲ့ရှေ့မှာဖွင့်ထားတဲ့ဆိုင်လေးပါအဲ့ဆိုင်လေးခဏနေဆိုတော့တိန်းတော့မှာဆိုတော့ကျွန်တော်ဝင်မေးလိုက်တော့တိန်းတော့မှာဆိုတော့ကျွန်တော်တို့စားမှာညလောက်မှာစားမှာဆိုတော့အဆင်မပြေတော့ကျွန်တော်တို့ရှမ်းခေါက်ဆွဲကိုမပြုတ်ဖဲနဲ့တစားပလာတွေကိုအိမ်နဲ့ထည့်ပြီးတော့ယူလာပါပြီဒီမှာပါကျွန်တော်ပြီးခေါက်ဆွဲပြုတ်မယ်မုံညင်းထည့်ပြီးပြုတ်ပြီးတစားပလာထည့်လိုက်ရင်ပြီးပါပြီဟင်းတို့အဆုပ်လည်းပါပါတယ်ဒီဒေတာထွက်ပါကြည့်ပါဟုတ်ကဲ့ပါဟိုအစားတော့ကျွန်တော်တို့အဲ့ဆန်တွေပါဝယ်ပြီးချက်ဖို့ရည်ရွယ်ထားတာပေါ့နော်ဒါပေမဲ့ဟိုဥစားပေါ့လူတွေလည်းဟိုနည်းနည်းစားရတာနည်းနည်းယူတာပေါ့နော်ပြီးရင်နောက်တစ်ခုကကျတော့ဒေတာအစားလေးလည်းစားခြင်းတဲ့ခါကျတော့ဒီညကတော့ကျွန်တော်မချက်တော့ဘူးကျွန်တော်တို့ခုနကကျွန်တော်ပြောခဲ့တဲ့ဥစားပေါ့ကျွန်တော်တို့ရှမ်းကောက်ဆွဲလောက်စားပါမယ်ညကြရင်ဟိုအတင်းဥစားပေါ့ဟိုပြဥစားခုနကဆိုင်ရထည့်ပေးလိုက်တဲ့ဥစားကိုကျွန်တော်ပြန်ပြုတ်ပြီးတော့ဒီမှာပြန်စားအောင်ပေါ့နော်အဲ့ဒါလေးပြောပြပေးတာပါအဲ့တော့ဒီနေ့တော့ကတော့ဒီလောက်ပါပဲနားပါပြီဒီမှာပါ ပေါက်ယူဖို့မိလား ပြီးဖို့နေတဲ့မြင်ကွင်းလေးတွေပါ ကိုကဒီရောအချက်တော်ကြီး အိမ်မဲ့အခန်းလေးပါ
ကမီးသားနေတာ အာအာ ဒီကိုမီးနေပါလေသင်ကျင်ပါပြီ အေးလဲကြလို့မရဘူး ဖမ်းပြီးသွားတာ အမှတ်တရပါ အဲ့ဒီမထဲဟုတ်လားလက်နာကဲ မြည်ကြည့်လိုက်တော့ ပဲစမလို့ကြုံကြရင်ဒီပင်းတရမျိုးကိုရောက်လို့ကြုံကြရင်ဒါလေးကိုတောက်ကြည့်ပါလို့မျိုးသမီးမျိုးသားတောက်လို့ရပါတယ်တိတ်လည်းမပြင်းပါဘူးအနံ့အရသာနဲ့ပြည့်စုံမှာဒါရွာငံမျိုးရွာငံရွာကနေချက်လိုက်တဲ့အရက်ဖြူချက်ရက်ပါလို့နော်ဒေသခံရက် โอเคပါ တိတ်ကောင်းပါတယ် ဟုတ်ပြီကျွန်တော်တို့အဲ့လိုမျိုးပေါ့နော်နေရာဒေသတစ်ခုရောက်သွားတဲ့ခါကျရင်ဒီလိုမျိုးလေးတွေဒေသခံချက်ရက်ကလေးတွေစမ်းကြည့်သင့်ပါတယ်ဗျာဟိုပုံမှန်တောက်နေတဲ့ဥစ္စာတွေထက်ဆိုင်ထူးခြားတဲ့အရာတစ်ခုတော့ရှိပါတယ်သူဒေသမှာဆိုရင်တော့โอเคဒီလောက်ပါပဲဗျာကြောင်ညာဝင်တော့မဟုတ်ပါဘူးเนาะအရက်ကြောင်ညာတော့မဟုတ်ပါဘူး sharing မှာကျွန်တော်တို့ဆွေးနေပါပြီဒီမီးပို့တော့မီးရခိုင်းလောင် လေးလေးခံစားအောင်လေ ဒီရလေးနဲ့ပူပဲတော့လေ ဘာခံစားရမင်းတို့လည်းညင်တာဒါပေမဲ့ခေါ်ပါလေးကြိုက်တယ် Another machine is able, yeah.